အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကဒီစုံလုံးတွေမှာသုံးတဲ့သစ်သားတွေဘာသားတွေလဲဆိုတော့ကျွန်တော်ပြောပြမယ်ဒီကောင်ကစုံတုံဒီခုအလဲနေရဒီချပွေးပေါ့နော်ဒီချပွေးခေါ်တယ်ဒီကောင်ကဘောင်းခေါ်တယ်ပေါ့နော်ဘောင်းခေါ်တယ်ခုနောက်ပိုင်းတော့ဒီဘောင်းတွေကသစ်သားမဟုတ်တော့ဘူးသူတန်နဲ့ပဲလုပ်ပြီးတော့ဘောနဲ့လန်ဆွဲတာပေါ့နော်ဒီချပွေးကိုကျွန်တော်ခုတတိသားနဲ့ပဲသုံးထားတယ်ဒီမှာချပွေးခေါ်တယ်ချပွေးကဘာသားရေးသုံးလဲဆိုရင်ဒါဆိုရင်အခုလဲနေဟာဆိုရင်တန်ရှာကျို့ကျွန်တော်အများဆုံးသုံးတယ်ပေါ့နော်ကျွန်တော်သုံးတဲ့ဟာတွေပေါ့နော်ကျို့ကတော့သူကမပြရတာနည်းနည်းလေးဝိတ်ပါလို့တိတ်ကျွန်တော်မသုံးဘူးနော်ရှားသားတော့အများဆုံးသုံးတာပေါ့နော်ရှားသားသုံးတယ်တန်သားသုံးတယ်ကျို့သားသုံးတယ်ပေါ့နော်ကျွန်တော်သုံးတဲ့ဟာတွေဒီကောင်လေးဆိုရင်ဒီအောက်ကစုံလုံးကြီးရဘာတွေသုံးလဲဆိုရင်တမမကြီးကုတ်ကိုထနောင်းသုံးကြရပေါ့နော်တမလည်းသုံးတယ်မကြီးလည်းသုံးတယ်ထနောင်းလည်းသုံးတယ်ကုတ်ကိုလည်းသုံးတယ်ပေါ့နော်အဲ့ထက်မှာတော့လူကြိုက်များတော့ထနောင်းတော့လူကြိုက်များလို့ပြောပါတယ်ဒါပေမဲ့ရသုံးရတော့ပေါ့နော်ကိုကအသားရှားလာတော့လေဒီတုံးကြီးရဟိုရှားလာတော့ကျွန်တော်ရတဲ့ဟာကိုကျွန်တော်သုံးရတာပဲကောင်းပါတယ်အဆင်ပြေပါတယ်ကျွန်တော်ကတော့လေဟုတ်ကဲ့အဲ့ဒါတော့ကျွန်တော်သုံးတဲ့တုံးဘာတုံးလဲပေါ့နော်ဘာပင်ကတုံးလဲဘာညာမေးထားတဲ့လူတွေရှိလို့ပါအားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်အဆင်ပြေကြပါစေ